chat တွေအကြောင်းပြောမယ် using chat and graph chat တွေ graph တွေကိုဘယ်လိုသုံးမလဲဆိုတာကိုပြောမယ်ဆိုတော့ chat ဘယ်နှမျိုးသားဘယ်နှမျိုးရှိလဲ bar chat ရှိတယ် pie chat ရှိတယ်ပြီးရင် line chat ရှိတယ်အဲ့ဒါတွေကိုကိုယ့်ရဲ့ Google Sheet မှာထည့်လို့ရတယ်customizing chat for better ပြီးတော့ကိုထည့်ထားတဲ့ chat ကိုလည်း visualization ပို့ပြီးတော့ကြည့်ကောင်းအောင်ပို့ပြီးတော့မြင်သာအောင်လို့ထပ်ပြီးတော့ပြင်လို့ရတယ်ဆိုတော့မနေ့ကလုပ်ခဲ့တဲ့ဒီ Google Sheet မှာ bar chat လေးထည့်မယ်ပထမဆုံး bar chat ထည့်မယ်ဆိုရင်ကိုလိုအပ်တဲ့ information ကိုအရင်စဉ်းစားမယ်ဘယ်ဟာတွေကို bar chat နဲ့ထည့်ရင်အဆင်ပြေမလဲ chat နဲ့ illustrate လုပ်လို့ဆိုရင်မြင်သာမလဲငါဖြစ်မလဲဆိုတော့ကြည့်မယ်ဆိုတော့ပထမဆုံးဒီမှာမြင်သာမဲ့ဟာ name ရှိမယ် collection ရှိမယ် total average ကိုတော့မတွေ့တော့ဘူးဆိုတော့ကို bar chat မှာပါစေခြင်းနဲ့ကဏ္ဍလေးကို select လုပ်လိုက်မယ် select လုပ်ပြီးရင် insert ကိုသွားမယ်ဒီမှာ check ဆိုတဲ့ function ရှိရယ် insert check ကိုသွားမယ်ဒီမှာသူကအဆင်ပြေမယ်တင်တဲ့ check လေးတခုတော့သူ automatic လုပ်ပေးထားတယ်ဆိုတော့ဒီ check မှာကြည့်မယ်ဆိုလို့ဆိုရင် percent ABCD ကတယောက်ကိုဘယ်လောက်စီထည့်ထားလဲဆိုတဲ့ဟာကိုသူကဒီရုပ်ပုံနဲ့ဘာတုံးလေးတွေနဲ့သူပြပေးထားတဲ့ခါကျတော့ပို့ပြီးတော့မြင်လာတယ်လူတယောက်ကဘယ်လောက်ထည့်လဲဒီကောင်ကတော့100ပဲထည့်တဲ့ကောင်ဆို percent ဒီကောင်က100ပဲထည့်တာလို့ကိုကြည့်လို့ရတယ်နော်ဆိုတော့အခုသုံးနေတဲ့ chat မျိုးသားကဒီမှာ column chat မျိုးသားကိုသုံးထားတယ်ဆိုတော့ chat ရဲ့ပုံစံကိုပြောင်းချင်တယ်ဆိုလို့ဆိုရင် chat editor ပြတဲ့အထဲမှာ line chat သုံးမလား power chat သုံးမလား column chat သုံးမလားဆိုတာကိုရွေးလို့ရတယ် column က down လိုက်သုံးမလားအလျားလိုက်သုံးမလား bar chat သုံးမလားဆိုတာကိုဟောဖြစ်လို့ရတယ်တော့ဒီမှာ bar chat ပြောင်းကြည့်လိုက်မယ် bar chat ပြောင်းလိုက်မယ်ဆိုရင်ဒီ total amount ထဲမှာ percent A ရဲ့ portion ကဘယ်လောက်ပါလဲ percent A က 13% contribute လုပ်ထားတယ် percent B က 20% contribute လုပ်ထားတယ် percent C က 28% contribute လုပ်ထားတယ်ဆိုတော့ကိုဒီမှာပြပေးထားတယ်ဆိုတော့ကိုယ့်ရဲ့ project တစ်ခုခုကိုကိုကရှင်းပြချင်တဲ့အခါမှာဒီလို chat ထည့်ပြီးတော့ရှင်းပြလိုက်လို့ဆိုရင်ပို့ပြီးတော့ပြင်တာရယ်ပို့ပြီးတော့ရှင်းပြလို့ကောင်းသွားတယ်နော်ဒါက Excel sheet မှာ chat ထည့်တာ chat and graph တွေထည့်တယ်ပြီးတော့နောက်တစ်ခုက conditional formatting highlight data based on rules use data validation to ensure collect data input example highlighting high sale number ဒီမှာ conditional formatting လုပ်မယ်ပြီးတဲ့အခါကျတော့သူ့ရဲ့ rule နဲ့သက်ဆိုင်တဲ့ data validation လုပ်မယ်ဆိုရင်ဒီမှာဆိုရင်ကို condition ပါရှိမလဲပတ်စံပေးပြီးတဲ့လူရှိမယ်promise လုပ်ထားတဲ့လူရှိမယ်မပေးရသေးတဲ့လူရှိမယ်ဆိုတော့ဒါသူ့ရဲ့ condition ဒီဟာကို condition နဲ့ rule တစ်ခု apply လုပ်မယ်ဆိုရင်ကို apply လုပ်ချင်တဲ့နေရာကို highlight လုပ်လိုက်မယ် highlight လုပ်ပြီးရင်ဒီ bar ပေါ်က data menu ကိုသွားမယ် data မှာ data validation ဆိုတဲ့ function ကိုရွေးမယ်ဟာနော် data validation ဆိုတဲ့ function ဆိုရင်ဘေးမှာ data validation box ပေါ်လာမယ်ဆိုရင် add rule ကိုနှိပ်လိုက်မယ်ဆိုတော့ ကို select လုပ်ထားတဲ့ cell number က C2 to C5 ကို validate လုပ်မှာ
ဆိုတော့ validation criteria ရှိတယ် criteria မှာလောဆယ်အခုက drop down လုပ်ချင်တာမဟုတ်ဘူးအယောင်ချေချင်တာဖြစ်လို့ကြောက်မလို့ paid လုပ်ပြီးသားလူတွေကိုအစိမ်းအောင်ချေမယ်ဆိုတော့နံပါတ်ပဲသုံးရနော်text is exactly ဆိုတဲ့ function သုံးမယ် page ဖြစ်မယ်ဆိုလို့ဆိုရင်data validation နဲ့အဆင်မပြေဘူး format ကိုသွားမယ်format မှာ conditional formatting ဆိုတဲ့ function ကိုရွေးမယ်ပြီးရင် C2 to C5 text is exactly PAID page ဖြစ်မယ်ဆိုလို့ဆိုရင် background color ကို green ပြောင်းမယ် conditional formatting rule ကို create လုပ်လိုက်မယ်ဆိုလို့ဆိုရင်ကိုကြည့်တဲ့ဘားမှာ page ဖြစ်နေရဆိုလို့ဆိုရင်သူ့ရဲ့အနောက်က background color ကိုအစိမ်းရောင် auto လုပ်ပေးမယ် conditional rule ကနေပြီးတော့เนาะဆိုတော့နောက်တစ်ခုက conditional formatting rule နောက်တစ်ခုထည့်မယ်text is exactly and page ဖြစ်မယ်ဆိုလို့ဆိုရင်သူ့ရဲ့ background color ကို red color ထည့်မယ်ကိုလုပ်ထားတဲ့ formula ကိုသွားကြည့်လိုက်မယ် and page က red color ဖြစ်သွားပြီဆိုရင်နောက်ထပ် conditional rule တစ်ခုလုပ်မယ် text is exactly SET promise ဖြစ်မယ်ဆိုလို့ဆိုရင် background color ကို orange လုပ်မယ် okay ဆိုရင်ဒီမှာ conditional formatting 3ခုရှိတယ် green ရယ် red ရယ် orange ရယ်ရှိမယ်ဆိုရင်ကိုယ့်ရဲ့ data မှာသွားကြည့်လိုက်တယ်ဆိုရင်promise စလုံးပေါင်းမှာနဲ့နော်ဒီမှာ promise တဲ့မယ် PROMISED ဆိုရင်ဒီမှာသူ့ရဲ့ကိုယ့်ရဲ့ conditional formatting လုပ်ထားတဲ့ဟာဒီမှာ apply ဖြစ်သွားမယ်ဆိုတော့ဒီ conditional formatting ကကို template လုပ်ထားတဲ့template တစ်ခုလုပ်ထားမယ်ဆိုရင်ဘယ်ဟာဘယ် status ဖြစ်တယ်ဆိုတာကိုအဲ့ဘာဖြစ်လဲဥပမာဒီမှာ page ကစိမ့်နေတဲ့ဟာကို end page ပြောင်းလိုက်မယ် UN end page ကိုရေးလိုက်မယ်ဆိုရင်သူကသူ automatic အနီအောင်ပြောင်းသွားမယ်ဒီမှာ promise ကြည့်တယ် promise ကို page လို့ပြောင်းလိုက်မယ်ဆိုရင်သူကသူ auto အစိမ်းအောင်ဖြစ်သွားတယ်ကိုကသွားပြီးတော့ adjust လုပ်ကြရမလို့ page ဖြစ်ပြီးသားဟာကို end page လို့ရေးလိုက်မယ်ဆိုရင်သူကအနီအောင်ဖြစ်သွားတယ်တက်သွားပြီးတော့ change နေကြမလို့ဒါက conditional formatting နောက်တစ်ခုကဘာလို့လုပ်ရလဲဆိုတော့ data validation လုပ်လို့ရတယ် data validation ကဘာတော့သုံးလဲဆိုတော့ဒီမှာ page and page ဆိုတဲ့ value တွေကိုကတခြားဟာမဝင်စေချင်ဘူးတခါတည်းကြားလို့ဆိုရင်လူ2ယောက်3ယောက်ကဒီ format ကိုသုံးတော့မယ်ဆိုလို့ဆိုရင်တယောက်က page and page promise ဆိုရေးချင်မယ်နောက်တစ်ယောက်က
ဟိုတခြားမြန်မာလိုရေးရင်လည်းရေးမယ်ပေးပြီးမပေးပြီးဘာညာသူရေးချင်ရေးမယ်ဆိုတော့ဒီဟာကိုကိုကသွားမရေးစေချင်ဘူးအကုန်လုံးဒီ status ဘာမှရှိတဲ့ဟာတွေအကုန်လုံးစင်တူဖြစ်စေချင်တယ်ဆိုရင် data ကိုသွားမယ် data validation ကိုသွားမယ်ဒီမှာ data validation rule ထည့်မယ် rule မှာ drop down function ထည့်မယ်ဒီမှာ value ကို page ရှိမယ် and page ရှိမယ်ပြီးရင် pro miscd promise ဆိုတဲ့ value ထည့်မယ်ပြီးရင်တကယ်လို့သူကတခြား value တစ်ခုလာထည့်မယ်ဆိုရင် reject လုပ်မယ်ဒါမှမဟုတ်ရင် show warning လုပ်မယ်ကိုလုပ်ချင်တဲ့ data validation format ကိုသွားလို့ရတယ်ပြီးရင် done လုပ်လိုက်မယ်ဒီမှာဆိုရင် data validation rule တစ်ခုထည့်လိုက်ပြီဆိုရင်ဒီဘာမှာဒီ status မှာကိုကဘာမှမရေးထားဘူးဆိုရင်ဒါကိုရင်ဖြတ်လိုက်မယ်ဘာမှမရသေးဘူးပုံမှန်ဘာမှမရထားတဲ့အနေအထားမှာသူက drop down menu နဲ့ပဲဟောဖြစ်တယ်ကိုကတခြားဟာကိုတော့ထည့်လို့မရအောင် page လုပ်မလား and page လုပ်မလားဆိုတာပဲပြတော့တယ်ဒီမှာ page လုပ်လိုက်တော့အနောက်ကသူ့ရဲ့ background color automatic အစိမ်းအောင်ပြောင်းသွားတယ်ခုနက formatting rule apply လုပ်တယ် data validation rule apply လုပ်တယ် rule နှစ်ခု apply လုပ်တဲ့အခါကျတော့သူ sheet က automate ဖြစ်သွားတယ်နော်ဒီမှာ thousand via and page ဖြစ်တယ်ဆိုလို့ဆိုရင်သူ background color အနီအောင်ပြောင်းသွားမယ် and page ဖြစ်မယ် thousand via promise လုပ်တယ်ဆိုရင်သူ background color က orange ပြောင်းသွားမယ်သူ adjust လုပ်သွားတယ်နောက်က color ကိုpage လုပ်မယ်ဒါဆိုရင် Excel sheet မှာကိုလိုချင်တဲ့ data တွေကို automate လုပ်လို့ရတယ်ကို format လုပ်ချင်တဲ့ format တစ်ခုကို format လုပ်ထားပြီးတော့ဒါတွေကိုကိုယ့်ရဲ့လုံးပုံကင်ဖက်တွေနဲ့ sharing လုပ်ပြီးတော့ဒီမှာ information ကိုအတူတူ report လာလုပ်လို့ရတယ်ဆိုတော့ data validation နောက်တစ်ခုက predictable predictable မှာဘာလုပ်လို့ရလဲဆိုတော့ summarizing large data set အခုဆရာတို့လုပ်နေတဲ့ data ကမြင်သာအောင်လို့ data နည်းနည်းကိုပဲပြထားတာတကယ်တမ်း real life မှာဖြစ်နိုင်တဲ့ data ကဒီထက်ပိုပြီးတော့များမယ်လူတွေအများကြီးရှိမယ်အနည်းဆုံးအယောက်20လောက်ရှိမယ်ဥပမာဒီကျောင်းမှာအလူငွေကောက်တဲ့စရင်းကိုလုပ်မယ်ဆိုရင်ကျောင်းသားအနည်းဆုံး15ယောက်အယောက်20လောက်ရှိမယ်အဲ့ဒါတွေကိုလုပ်တဲ့ခါကျရင် summarize ပို့ပြီးတော့ data အခု function တွေကိုအဲ့လို data တွေကိုပြန်လုပ်တဲ့ခါကျရင်ပို့ပြီးတော့လွယ်ကူပြီးတော့အသုံးဝင်တယ် predictable မှာ data တွေကို summarize လုပ်လို့ရတယ်ပြီးရင်ဒီ Google Sheet ထဲမှာပဲ predictable ကိုလွယ်ကူလုပ်လို့ရတယ်ဆိုတော့ predictable ဘယ်လို create လုပ်မလဲဆိုတော့ဒီမှာကိုလိုချင်တဲ့ information တွေအကုန်လုံးဒီထဲမှာရှိတယ်ဆိုတော့ table တစ်ခုလုံးကိုဒီ sheet တစ်ခုလုံးကို select လုပ်လိုက်မယ်ဒီ down နားလေးကိုနှိပ်လိုက်ရင် sheet တစ်ခုလုံးကိုသူ select လုပ်ပြီးရယ်ပြီးရင် insert ကိုသွားမယ် insert ထဲကနေပြီးတော့ chat ရဲ့အောက်မှာ predictable ဆိုတာရှိတယ်ဆိုတော့ဒီ predictable ဆိုတာနှိပ်လိုက်ရင်သူက option မေးမယ် predictable ကို new sheet မှာ create လုပ်ချင်တာအခု existing sheet မှာပဲ create လုပ်ချင်တာဆိုတော့ကျွန်တော်တို့က new sheet မှာပဲ create လုပ်လိုက်မယ် existing sheet မှာ create လုပ်လိုက်ရင် predictable ကဒီထဲမှာပဲကြာလာမှာဆိုတော့ new sheet create a new sheet လုပ်ရေးလိုက်မယ်ပြီးရင် create လုပ်လိုက်မယ်ဆိုရင်ဒီမှာ predictable တခု auto create လုပ်ထားတယ်ဒါပေမဲ့ data ကကိုအသစ်ထည့်ရလားဆိုတော့မဟုတ်ဘူးငါကိုထည့်ပြီးသား data တွေကနေပဲသူက predictable တခုကို create လုပ်ပေးတယ်ဒီမှာပထမဆုံးဆရာတို့လုပ်ထားတဲ့ sheet ကဒီမှာ sheet 1အခု predictable ကဒီမှာ sheet 2မှာ predictable ရှိတယ်
ဆိုတော့ profit table မှာသူကစစချင်းကိုလိုလိုက်လို့ဆိုရင်ဘာ data မှပြမှာမဟုတ်ဘူးဒါပေမဲ့ကိုက row and column ကို assign လုပ်ပေးရမယ်ကိုလိုချင်တဲ့ row and column ကို assign လုပ်ပေးရမယ်ပထမဆုံး row ကိုပါထားမယ် name ထားကြည့်မယ်နော်ပြီးရင် column ကို status ထားကြည့်မယ်ပြီးတဲ့အခါကျတော့ value မှာ collection ထားလိုက်မယ်ဆိုရင် profit table ကဒါမျိုးလွယ်ကူကူနဲ့ data analyze လုပ်လို့ရတယ် table တစ်ခုကိုဖန်တီးပေးတယ်ဆိုရင်ဒီမှာဒီလို table တစ်ခု create လုပ်လိုက်တော့ငကို table ထက်သူကဘာတွေထူးခြားသွားမလဲသူကဘာတွေလုပ်ပေးလိုက်မလဲဆိုလို့ဆိုရင်ဒီမှာ percent A ကဘယ်လောက်ထည့်ထားလဲဒါမှမဟုတ်ဒီလူတွေထဲမှာဘယ်နှယောက်က paid amount ကဘယ်လောက်ရှိလဲကိုလက်ထဲမှာငွေဘယ်လောက်ရှိလဲစုစုပေါင်းရမယ့်ပမာဏကဘယ်လောက်လဲဆိုတာကိုကြည့်လို့ရတယ်ဆိုတော့ဒီမှာဆရာတို့ကခုနက table select လုပ်တဲ့အခါမှာ average ဒီ total တွေအကုန်လုံး select လုပ်ထားတဲ့အတွက် table က data mix ဖြစ်နေတယ်ဆိုတော့ပို့ပြီးတော့မြင်တော့အောင်လို့ဒီ profit table ကိုပြန်ဖြတ်လိုက်မယ်ပြီးရင်ကိုလိုချင်တဲ့ကို profit create လုပ်ဖို့အတွက်လိုအပ်တဲ့ data ကိုပဲ select လုပ်လိုက်မယ်ခုနကဘာလုပ်လို့ပဲ select လုပ်လိုက်မယ်ကိုလိုချင်တဲ့ပမာဏကိုပဲ select လုပ်လိုက်မယ် name ကနေပြီးတော့စပြီးတော့ select လုပ်လိုက်တယ်ဒီကနောက်ဆုံး column 5ထိပဲ select လုပ်ပြီးတော့ insert ကိုသွားမယ် insert ထဲက profit table ဆိုရဲခလုတ်ကိုနေပြီးမယ်ဆိုရင် create profit table ဆိုတော့ new sheet မှာ create လုပ်မယ်ဆိုရင် profit table ရပြီခုနကလိုပဲကိုက row and column value တွေကို assign လုပ်ပေးရမယ်ဆိုတော့ဒီမှာ profit table setting ကိုသွားမယ် setting မှာ rows မှာ name ထည့်လိုက်မယ် column မှာ status ထည့်လိုက်မယ်ပြီးရင် value မှာ collection ထည့်လိုက်မယ်ဆိုလို့ဆိုရင် profit table က create လုပ်ပေးထားတဲ့ table တစ်ခုရပြီဒီ table မှာကြည့်မယ်ဆိုရင် paid လုပ်ထားတဲ့ပမာဏကိုသူကတီးခြားပြပေးတယ် promise လုပ်ထားတဲ့ပမာဏ unpaid လုပ်ထားတဲ့ပမာဏကိုသူတီးခြားပြပေးထားတယ် percent A ကဘယ်လောက်ပေးထားလဲ percent A ရဲ့ total percent A စီကရတဲ့ပမာဏကိုပြပေးတယ်ပြီးရင် grand total မှာသူကစုစုပေါင်းလူတွေအားလုံးစီကဘယ်လောက်ရမလဲဆိုတော့ကိုဒီမှာကြည့်လို့ရတယ် unpaid ဟိုပတ်စံမရသေးတဲ့ပမာဏဘယ်လောက်လဲဆိုတော့ကိုခွဲပြီးကြည့်လို့ရတယ်ဆိုရင်ဒီအလူငွေကောက်တဲ့လူကသူဘာသိနိုင်မလဲသူ့လက်ထဲမှာငွေဘယ်လောက်ရှိလဲဆိုတော့သူသိနိုင်မယ်ခေတ်ကြောက်မှာသူက auto လုပ်ပေးထားတာဆိုရင်ကိုက table နောက်တစ်ခု create လုပ်စရာမလိုတော့ဘူးကိုသိချင်တဲ့ data ကိုငကိုရှိပြီးသား data ကနေပဲ analyze လုပ်ပြီးတော့ဟို specific amount တွေကိုပြန်ပြီးတော့ကို analyze လုပ်လို့ရတယ်ဆိုရင်အလူငွေကောက်တဲ့လူမှာအဖွဲ့မှာလက်ရှိသူတို့လက်ထဲမှာ rupee 400ရှိမယ်နောက်ထပ်သူတို့ရနိုင်တဲ့ပမာဏက rupee 200ရနိုင်တယ်ပြီးတဲ့အခါကျရင်150ကတော့သူတို့သွားတယ်ဟိုကဟိုပတ်စံပေးမဲ့လူကလည်းပေးမယ်လို့ပြောတယ်ဒါပေမဲ့ तू မပေးခဲ့ဘူးဆိုရင်ဒီ150မရှိဘူးဆိုရင်ဒါလူလည်းကူနဲ့ခွဲကြည့်လို့ရတယ်150ပျောက်ပြီးလိုက်ရှာနေကြမလို့ဒီစီးရင်ကိုကြည့်လိုက်လို့ဆိုရင် तू ပြန်ကြည့်လို့ရတယ်ဆိုရင် grand total စုစုပေါင်းရနိုင်တဲ့ပမာဏက950ရမယ်950မရမချင်း तू ကဘာလုပ်ရမလဲခုနကပတ်စံမပေးတဲ့လူစီကိုသွားမယ်အောင်မင်းက150ပေးမယ်ဆိုရင်မင်းစီက150မယူရသေးဘူး150သွားယူမယ်ပြီးရင် paid လုပ်ထားတဲ့သူပမာဏရှိမယ် promise လုပ်ထားတဲ့လူစီကနောက်သူ promise လုပ်တာသူကနောက်တစ်ပတ်လောက်လာခဲ့ပါဆိုနောက်တစ်ပတ်သူစီကိုသွားပြီးတော့200ပေါက်လိုက်မယ်ဆိုရင် data ရသွားပြီဆိုတော့ဒီမှာတစ်ခုကောင်းတာကကာလတစ်ခုကြာသွားတဲ့အခါမှာ unpaid လုပ်ထားတဲ့လူစီကပတ်စံတော့ကောက်တယ်သူကငွေပေးလိုက်တယ်
ဆိုတော့သူ status ကို paid ပြောင်းလိုက်မယ်ပြီးရင်ဒီ promise လုပ်ထားတဲ့လူကလည်းသူကပတ်စံပေးလိုက်တယ်ဆိုတော့သူ့ရဲ့ status ကို paid လို့ပြောင်းလိုက်မယ်ဆိုရင်စုစုပေါင်းက950လက်ထဲမှာ950အပြည့်ရသွားပြီဆိုတော့ profit table ပြန်သွားမယ်ဆိုရင် data ကဘယ်လိုဖြစ်သွားပြီလဲဆိုတော့ profit table ကကို create လုပ်ထားတဲ့ table အတိုင်းကိုသူက update ဖြစ်သွားတယ် table information changes ဖြစ်တာနဲ့ဟိုသူကဒီမှာ profit table update ဖြစ်သွားတယ်ဒီ table ကိုကိုကသွားပြင်စရာမလိုဘူးဆိုတော့စုစုပေါင်းကိုယ့်လက်ထဲမှာ950ရှိတယ်ဆိုတော့တစ်ခွက်လုံးကသိသွားပြီဆိုတော့အငင်းပွားစရာမလိုတော့ဘူးငါတို့50ပြောင်းနေ60ပြောင်းနေစဉ်းစားစရာမလိုတော့ဘူး profit table ကအမြဲတမ်း up to date လုပ်ပြီးတဲ့အခါကျတော့ discussion အလူငွေကောက်တဲ့အဖွဲ့ကပြန်ပြီးတော့ဆွေးနွေးတဲ့အခါကျရင် profit table ကိုကြည့်လိုက်မယ်ဒီမှာ950အကုန်လုံးရပြီဒီ950တွေက50ပြောင်းနေတော့ပတ်စံကိုင်းတဲ့လူကတော့50ဘုံထားတယ်သူစီက50ယူအဲ့လိုမျိုးသုံးလို့ရတယ်နော် Excel ကိုဒါက advanced Excel ပေါ့နော်ဆိုရင်ဒီနေ့အတွက်သင်ခန်းစာတော့